လာနေကြပါတယ် स्वामी हमें अपनी शरण लीजिए चरणों में हमें रख कर हम पर भी कृपा कीजिए ကျုပ်စိတ်တွေကဗမာပြည်ကိုရောက်နေတဲ့ဗမာပြည်မှာလှုပ်လာလှုပ်တဲ့အိန္ဒိယနိုင်ငံသားများပြန်လဲပို့ပေးတဲ့ပိဿာနဲ့ဆက်သက်တဲ့ကတ်တွေလည်းအများကြီးပါတယ်လို့သိရပါတယ် Rocky